ဗီနီဇွဲလားအတိုက်ခံခေါင်းဆောင်မာရီယာကော်ရီနာမာချာဒိုဟာ2025ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုဆုခူးရရှိသွားပါတယ်။နော်ဝေနိုဘယ်ကော်မတီက2025ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်ရွေးချယ်လိုက်တဲ့မာရီယာကော်ရီနာမာချာဒိုဟာဗီနီဇွဲလားနိုင်ငံရဲ့ဒီမိုကရေစီလှုပ်ရှားမှုမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့အတိုက်ခံခေါင်းဆောင်တအုပ်ဖြစ်ပါတယ်။မာရီယာကော်ရီနာမာချာဒိုကိုဗီနီဇွဲလားနိုင်ငံရဲ့မြို့တော်ကာရာကက်စ်မှာ1968ခုနှစ်ကမွေးဖွားခဲ့ပါတယ်။နိုင်ငံရေးနယ်ပယ်ကိုမဝင်ရောက်ခင်မှာစက်မှုအင်ဂျင်နီယာတဟုအဖြစ်ပညာသင်ကြားခဲ့ပါတယ်။2002ခုနှစ်မှာနိုင်ငံရေးအခွင့်အရေးတွေကိုမြင့်တင်ပေးပြီးရွေးကောက်ပွဲတွေကိုစောင့်ကြည့်တဲ့ဇေဒနာဝန်တပ်ဖွဲ့ခဲ့တဲ့စူမာတေကိုတည်ထောင်ခဲ့ပါတယ်။သူမဟာလွတ်လပ်တဲ့ရွေးကောက်ပွဲများနဲ့ကိုစားပြုအစိုးရရဲ့ပေါက်ရဲ့ဒီဇိုင်းမှာလှုပ်ရှားခဲ့တဲ့ပုံကိုဖြစ်ပါတယ်။လက်ရှိသမ္မတနီကိုလတ်မာဒူရိုရဲ့အစိုးရလက်ထက်မှာဒီမိုကရေစီစနစ်ကျဆင်းလာခဲ့တာကိုသူမကအပြင်းထန်ဆန့်ကျင်ခဲ့ပါတယ်။2014ရွေးကောက်ပွဲအတွက်အတိုက်ခံတွေရဲ့သမ္မတလောင်းအဖြစ်ရွေးချယ်ခံရပြီးမြဲမာဒူရိုအစိုးရရဲ့ပိတ်ပင်မှုကြောင့်ဝင်ရောက်ရှင်းပြိုင်ခွင့်မရရှိခဲ့ပါဘူး။သူမရဲ့ထူးခြားချက်ကတော့စစ်ရင်အားကိုဘယ်တော့မှလက်မခံဘဲဒီမိုကရေစီကိုငြိမ်းချမ်းစွာကူးပြောင်းရဲ့အတွက်ရေးရဲဝံ့ဝံ့ရပ်တည်ခဲ့တာဖြစ်တယ်လို့နိုဘယ်ကော်မတီကချီးကျူးဂုဏ်ပြုခဲ့ပါတယ်။သူမဟာပြီးခဲ့တဲ့နှစ်ရွေးကောက်ပွဲနောက်ပိုင်းဖိနှိပ်မှုများကြောင့်ယခုအချိန်ထိတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။